တာလန်ကဘယ်လို fight တွေလဲဆိုတော့ကျွန်တော်နဲ့အတူသွားကြည့်လိုက်အောင် ကျွန်တော်နေတဲ့နေရာက Wolf Visa ဆိုတဲ့မြို့တစ်ခုပါဂျာမနီနယ်စပ်နဲ့ဆိုရင်တနားရီလောက်ကားမောင်းတာနဲ့တင်ရောက်ပါတယ်ဒီနေရာက highway land တွေငင်းချန်တွေလုံချင်းအိမ်တွေများတဲ့မြို့ပြင်ဘက်ပါနိုင်ပိုင်းနေခြင်းနဲ့ country fight ကြိုက်တဲ့ chase fight ကြိုက်တဲ့သူတွေအတွက်ကတော့နေရာကောင်းလေးတစ်ခုပါကျွန်တော်တို့လိုလူငယ်တွေ city lover တွေအတွက်ကတော့ပြင်းဖို့အရန်ကောင်းပါတယ်အရန်တိတ်ဆိတ်လို့ပါဒါည7 နာရီလောက်ကျွန်တော်ညစာစားပြီးတော့လမ်းလျှောက်တာပါတွေးတဲ့အတိုင်းပဲပြင်းဖို့ကောင်းလားမကောင်းလားဆိုတာတော့ကိုယ့်ဟာသာကိုယ်သုံးသပ်ကြပါကျွန်တော်ရောက်တဲ့ချိန်တွေရသည်လို့သာပြောတာပါနေလုံးတော့မမြင်ရပါဘူးအားဒါကြောင့်ဥရောပသားတွေတော်တော်များများနွေရာသီမှာကမ်းခြေတို့ရေကူးကန်တို့မှာနေပူစာလုံကြတာများပါတယ်နယ်သာလန်ရဲ့ရာသီဥတုကလည်း15မိနစ်တစ်ခါပြောင်းနေရပါပုံသေးဆိုတာမရှိပါဘူးကဲဒီနေ့အတွက်ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်